ယုံမဲ့လာတာလေသမီးနိုင်ငံရောက်သွားမယ်သူဟုတ်တယ်လာပြောတာပြောလို့ကိုမရဘူးဘာကိစ္စသွားခြင်းမှလည်းမသိဘူးအေးငါလည်းစဉ်းစားတာမင်းတို့လည်းအဆင်ပြေနေတာနဲ့ကွာမင်းအိမ်မှာဆိုလည်းမင်းလျှော်တာဖွတ်တာချက်တာပြုတ်တာနော်အကုန်လုံးအစားစားရပြီးအလုပ်သွားတာဘာအဆင်မပြေစရာရှိလဲအဲ့တော့ဘာလို့နိုင်ငံရောက်သွားတာလဲလို့ကျွန်တော်လည်းပြောမရဘူးနော်ကျွန်တော်ပြောတာကဒီမှာအဆင်မပြေလို့သူများကနိုင်ငံခြားကိုထွက်ပြီးလှုပ်လို့အခုကျွန်တော်အလုပ်လုပ်နေတာနဲ့ကိုအဆင်ပြေနေတယ်ဟုတ်လားသူအိမ်မှာသူလုပ်ရမယ့်ကိစ္စတွေလည်းဘာမှမလုပ်อ่ะအဲ့ဒါကို तू ကသွားခြင်းတယ်ဆိုတော့အဲ့ကျွန်တော်ကအဖေသမီးကိုအဖေကိုတိုင်ဖို့လုပ်နေတယ်မင်းကလည်းမင်းကတိုင်မီုံတိုင်မီမှာငါသူ့မေပြောလို့ကြားပြီးပြီအဲ့တော့ငါလာပြောတာဘလို့မှပြောလို့မရဘူးအစားစားရအဆင်ပြေနေတဲ့ကြားတွေကဟမ်မင်းတို့ကြည့်တော့လည်းအဆင်ပြေတယ်အဲ့တော့ဘာဖြစ်ရလဲလို့ငါမသိလို့ဟမ်အဲ့တော့ကျွန်တော်လည်းမသိတော့ဘူးဗျာဟောဖေသမီးနဲ့လည်းကျွန်တော်လည်းရန်လည်းမဖြစ်ချင်ဘူးမဖြစ်ချင်တဲ့အတွက်မလို့ကျွန်တော်ကဘာမှမပြောသူသွားချင်တာလားသွားဆိုပြီးကျွန်တော်လုပ်ပြတာအခုအဖေပြောတာအဆင်မပြေဘူးလားအဆင်မပြေဘူးသွားမယ်ကြီးလောက်တာငါမသွားနဲ့ဒီမှာလည်းအဆင်ပြေနေတာပဲဥစ္စာကိုနော်မင်းလည်းဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ဘူးတဲ့ဘာဖြစ်စရာအကြောင်းကြီးလဲဗျအိမ်မှာရှော်တာရောဖွတ်တာရောချက်တာရောပြုတ်တာရောကျွန်တော်ပဲလုပ်တာအကုန်လုံးငါသိတယ်အလုံးငါမြင်အလုပ်သွားလို့ပတ်သက်ရှာတော့လဲကျွန်တော်ပဲရှာတာဟုတ်လားအိမ်မှာဘာအဆင်မပြေစရာအကြောင်းရှိလဲအဲ့ဒါကို तू ကသွားမယ်ဆိုတော့ကျွန်တော်လည်းမပြောတော့ဘူးနော်မင်းတော့ပြောလို့မရရင်ငါမိဘတယောက်အနေနဲ့သွားပြောတာအခုလက်မခံဘူးသွားမယ်ကြီးလုပ်နေတာမင်းတို့ဘယ်လိုစဉ်းစားတာလဲအခုဒါကြံပြစ်လာတာပေါ့ကြံပြစ်တာမဟုတ်စိတ်ကြိုးလာဒေါ်လာထွက်လာဒီတော့ပြောမရတာတော့ကျွန်တော်လည်းပြောမနေတော့ပါဘူးအဲ့ဆိုလည်းပြောတယ်တပြန်တော့မှချက်ကောက်မှာမဟုတ်လို့အကြောင်းထူးလို့ရှိရင်ငါ့ကိုပြောဟုတ်ယတိမဘယ်ရောက်နေရလဲမသိဘူးဒီမှာငါရက်တော့လေငါပါပြီယောက်ျားရေမိမဒီမှာရှိပြီးသားဟာဒီမှာငါရက်တော့လေမြင်းမရှိအာဘူးလေဘယ်မှမြည်ရဩဒီမှာယောက်ျားရေမိမလေးဖြစ်လာယောက်ျားကိုတက်ကြော်ရင်းငါးကင်နေပစွန်ကြော်ရင်းနဲ့ချက်လုပ်ပေးလိုက်ချင်တာယောက်ျားရေအနေသားမှာအဲ့လက်ကြီးကဘာမှမလုပ်နော်ငါမြည်နေတဲ့အတိုင်းပဲငါမြည်မယ်ရှင်းအခုဘာလို့မှဈေးတော်ရောမှာလားဟုတ်တယ်ဈေးတော်တော့မှာယောက်ျားရေသွားတယ်ရှိရသွားအခုကမာလိုက်မှာနော်အားဒီအချိန်နဲ့ပြန်လာရဲ့ဒီကုန်းလေးမိမရတာကြောင့်လေကန်ကောင်းတာဟေးငါကြည့်ရတော့အလုတ်လောက်တာဟုတ်မတွေ့ဘူးတောက်လိုက်မိမကိုရစ်လိုက်ဒါဟုတ်မိမကျင်းနေပြီးတော့ယောက်ျားနဲ့ငါမိမတော့ကြွားတယ်အိမ်မှာဒီလောက်လှုပ်ပေးတာတော့ဟိုမှာတနေ့ရန်လှုပ်ဖို့အမျိုးမျိုးအကြောင်းရှာတာအေးကောင်းတယ်မင်းကောင်းတယ်နေဈေးတော်ရောမယ်ဆိုလဲတော်ရောဒါမှငါ့ကြီးအချိန်နဲ့ပြန်လာခဲ့အမလေးယောက်ျားရေမိမအချိန်အောင်သိပြီးသားသိပြီးသားဆိုလဲတော်အဲ့မိမသွားပြီနော်သွားပါသွားပြီနော်ယောက်ျားဘာဖြစ်နေရမလဲဒီမှာရက်တော့နေပါဆိုတော့သွားပြီနော်I want the nowယောက်ျားရေမိမသွားပြီနော်တတသွားလို့ရက်တော့နေဘာဖြစ်နေမှမသိဘူးအဆင်တီးရဆုံးနေရမယ်ကစုံရက်တွေရမယ်စမောင်ရက်တွေရမယ်စမောင်ရက်ရမယ်ဘူးတီးရမယ်ဘူးညိုရမယ်ခဲညင်တီးရမယ်ယူကြအောင်မလားရှင်မိုက်ကစုံရက်တွေလောက်ကစုံရက်တစ်စီ800ကိုနှစ်စီးယူမယ်ဗျာထောင်လာထားအေးအဲ့လိုလည်းယူကိုနော်တောင်းလာလေယူလေခုမှတောင်းလာ好let's goဖေးရဆုံးရမယ်ချမောင်ရရမယ်ကစိုးရရမယ်ဘူးတီးရမယ်ဘူးညိုရမယ်ခဲညင်းရမယ်ယူတောင်းလာရှင်ကဲပါစူးမြတ်ရေငါဒီ agency လောက်ကိုလောက်လာတာစိတ်ချပါကြားလာပြီဒီလည်းသိရသားနေဟာလင်းကြရလားငါလည်းနင့်ကိုယုံလို့အပ်တာတငယ်ချင်းချင်းမို့လို့အပ်တာတခြား agency တွေအများကြီးရှိနေပြီမဲ့နင့်ကိုယုံလို့ပဲအပ်တာပေါ့ဒါပေမဲ့ငါမြင်မြင်ဆန်ဆန်သွားကျင်နေတာဟာကဲအဲ့အတွက်လည်းစိတ်မပူနဲ့နောက်2လလောက်ဆိုလို့ရှိရင်နေတေချာပေါက်သွားပြီဟုတ်ပါပြီယုံနေမြင်မြင်သွားတာလေကောင်းနေပြီလားပြီးတော့ဟာနေတို့ငါတို့တွက်လက်တို့ဆိုတာလေဟိုးငငယ်လေးတွေကပေါင်းလာတယ်ငယ်တငယ်ချင်းတွေဟာငါနင့်ကိုအဲ့လိုလိမ်မမလားဟုတ်ပါတယ်ငါယုံပါတယ်လို့တငယ်ချင်းရဲ့နေရလဲဒီစက်မောင်ဟဲဒီလောက်အဆင်ပြေနေတဲ့ဟာကိုနင်ကလေမလီပဝင်းကြီးကပြောကြတယ်မလားသူမြင်ကယောက်ျားရတာကန်ကောင်းလိုက်တာနော်ချင်းမွေးမိမလောင်လဲမွေးမိမလောင်နဲ့အိမ်မှာဘာမှမလုပ်ခဲနေရတယ်အိမ်တော်ကြီးကตายရပြီးတော့အဆင်ပြေလိုက်တာဘာလို့နိုင်ငံခြားသွားချင်နေရတာလဲလို့သူတို့ကခဏပြောကြတယ်မလားအမလီသူတို့တွေနင်တို့တွေထင်လို့ပါဟဲ့ကဲနင်နေထင်မထင်နော်အဲ့ဆိုငါသွားတော့မယ်ဒါပဲဟုတ်ပြီရောက်ရအေးဟုတ်တယ်ဒီမှာမင်းမိမလေးကွာနောက်2လဆိုလို့ရှိရင်နိုင်ငံခြားသွားဖို့တော့အခုစားနေလို့အဲ့ဒါအခုငါအဆင်ပြေအောင်မလဲလို့ပြီးနေရတယ်ဒီဘက်အေးအဲ့ဆိုငါသွားပြီကြာအေးတကယ်ဟုတ်
ဘယ်ပြန်လာပြီလားဒီထဲမှာရှင်ချော်ထားတဲ့အိုးတွေဘာလို့မလန့်မဲနဲ့အဲ့တိုင်းစိတ်မိထားလဲ ဟောညငါအလုပ်ပြန်တာနောက်ကြလို့ဟဲ့အဲ့ဒါဟိုနေဇာလေးပဲရှိတာပါငါဝက်စားတော့မရှိပါအဲ့ဒါရှော်ပြီးတော့ဘုန်းကြီးတိုင်းထက်တာမနေ့ကမှလှမ်းမယ်ဆိုပြီးထားလာတာပါ နောက်ကအဲ့လိုမျိုးမလုံးနဲ့ချော်တဲ့ဝက်စားတွေကိုတစ်ခါလဲလန့်ကျမအနောက်ကနေပြီးတော့တိုင်းမလုံးနိုင်ဘူးနော်အဲ့တိုင်းအမြဲတမ်းထားလို့ရှင်ဆွေးသွားလိုက်မယ်ဝက်စားတွေကပြီးတော့ရှင်မီးဘူးတိုက်တာလဲတိကျပြည့်ပြည့်ညံတိုက်ဆမ်းပါရှင်ဘလိုတွေတိုက်ထားတာကြေမွနေရပဲမီးဘူးတိုက်တယ်ဆိုတာပြောရအောင်မယ်နေအောင်ရှင်မနေ့ကချက်ထားတဲ့ဟင်းတွေလေငံနာကတလူးနေရပဲကျမစားပြီးတော့ဒီမှာဝက်ချက်တွေရောက်ထွက်လာပြီးမြင်းလားကျမအငံတောက်တယ်နော် ဒီငါကြောက်တော့ငါတိပါတယ်ငါလည်းညဟဲ့မီးရမလားတော့ခက်နဲ့တဲတဲ့ခါကျတော့ငါလည်းရန်သမန်းနဲ့ထဲတော့သားနဲ့များွားနေမှာဘောဟာနေလည်းဒါလေးတော့တင်းကြီးကတည်းကငါတွေ့တာနဲ့ရန်အလုပ်ဖို့လောက်စဉ်းစားနေတယ် ရဲလုံးမှာပေါ့ရှင်ကဗာမြတ်သုံးကြနေလို့ ဟောဟဲ့ငါချော်တာကိုဖုတ်တာကိုအိမ်မှာစားဖို့တော့ဖို့အလုပ်လုပ်တာကိုအကုန်လုံးငါလုပ်တာကိုဟိုငါဗာများသုံးကြနေလို့ဆိုတော့ငါတအားသုံးမကြောက်များဖြစ်နေတယ် ကျမမျက်စီထဲမှာတော့ရှင်သုံးကြတယ်လို့မထင်ပါဘူး အခုအငန်းသိမ့်မစားဘူးမလား မစားဘူး စားမထည့်ဘူးနော် တေချာချက်နော် အေးစားမထည့်ဘူးမ မ လား ထည့်ဘူး စားမထည့်ဘူးလို့မရဘူးလေငါနည်းနည်းလေးတော့စားလို့ထည့်စားအောင်ပေါ့ အော်နည်းနည်းပါပါပေါ့မနေ့ကလိုငန်းအောင်မချက်နဲ့လို့ပြောနေတာ မမရဲ့မင်းမ အော်တော့စမှာအရှင်သားတင် ပြန်ထွက်လာမင်းကလေကွာလုပ်လေးနည်းနာတော့ကွာငါတပိတ်တန်ကောင်းလေးပဲခေါ်ပါကွာမင်းကလေအဲ့ပဲမကြည့်တာဟာဒီလုပ်လေးနားလို့လာတဲ့ကိစ္စကိုကွာတို့အေးစီမှာမဟုတ်ဆိုင်မှာလာတိုက်ရတယ် မင်းအိမ်ရလာတာမင်းမမြင်ဘူးလားငါအလုပ်တွေရှုပ်နေ ဟောမြင်းနေလေကွာအဲ့အိမ်လုပ်ကိစ္စကုန်လုံးကမင်းလုပ်တည်ကြီးပဲသမင်းချက်လဲမင်းအဝတ်လျှော်လဲမင်းကြမ်းတိုက်လဲမင်းငါမသိလို့မေးပြစင်ကွာမင်းမင်းကိုချစ်လို့ယူတာလားခိုင်းဖို့ယူတာလား အဲ့ဒါလည်းငါလည်းမပြောတတ်ဘူးကွာငါတို့ကငငယ်လေးကသမီးစားဖြစ်ပြီးတော့ယူကြတာပဲအိမ်အောင်ကြပြီးတော့မှငါ့ကိုအဲ့လိုဗျမ်းမတာတွေနဲ့ခိုင်းတာနော်အခုလဲငါသွားရင်သူပြန်လာရင်ငါမရှိရင်ပြဿနာတက်မှာဆိုလို့မင်းဒီဆိုင်လေးမှာခေါ်ပြီးလက်ဖိတ်တိုက်တာဒါလေးတော့တင်းကြီးခံငါတကယ်ချင်းနော် ငါရတယ်မတူပါဘူးကွာ ဟို ဟိုတော့တွေ့ဒါတွေ့လောက်ရှိတယ်ကိုယ်ကြီး9000တွေ့9000အာတော့မိမလာမပေးဘူးလားအာမလာသေးပါကွာမင်းရတယ် ဟေ့ ဒီမိမဘာလဲ မင်းတော့ စောစီမူးနေပြီလား အာတော်စီမူရဲဆိုစကားမပြောနဲ့မူတယ်ဆိုတာအကြောင်းရှိလို့မူရဆင်းလား မူးရတော့အကြောင်းရှိရတယ်ကွာ ယောက်ျားဒီမှာဘာလုပ်နေရလဲ အာဟဲ့နင်ဒီဆိုင်မှာသွေးပေးရရှိရဆိုဘာလို့မပေးရနေငါ့အဆက်ခွဲနေရလားဟုတ်လား ဟာပေးရတယ်မလို့နဲ့အခုနေဘယ်သွားမှာပြော ယောက်ျားရက်ဆိုင်သွားတယ်မိမလိုက်လာတာအိန္ဒိယလိုက်ခဲ့ယောက်ျားတော့ရက်ဝင်တာ ရက်ဝယ်လာတယ်ဟာအဲ့ဒါပြောအမီးဝယ်လာမှာ အမီးလည်းရှိရဲ့အိမ်မှာမိမဝယ်ထားသွားရင်စင်တစ် ဟာအမီးလည်းရှိ ရှိတာပေါ့ အမမတော်လိုက်ဟမ်အချိန်မီတိတိကျကျလေးအိမ်ပြန်လာနိုင်တယ် အဲ့ဒါဆိုအချင်းကြီးကျလာမှာ ပေါ်လာမှာအဲ့လိုလူကြိုင်းမှာငါလက်နဲ့မကန်အဆက်လေဟာလားတေးပေးကိုတို့ဘလောက်ကြပြောလာ9000အော်ကြားတယ်အော်ဆဲကိုတို့ကငါရရောโอเคရပြီအမေမလည်းကချစ်တော့အဲ့ဆိုတော့ ဟောနေဒီလိုပြန်လာအောင်မေမလည်းအချိန်မီပြန်လာတော့ပြန်လာတော့မယ်တလားအမေမဆက်ရမ်းတယ် ဒီကောင်မိမဘာကြောင့်ချစ်လဲဆိုဘောပေါက်ငါတဘောပေါက်သွားပြီ သူမြ ဟောကိုကြီးနေတယ်ပြောပါလေကိုကြီး မြောက်ကြတော့လဲလမ်းမှာမူးပြီးလာနေလို့ ကိုကြီးလူမတော့မဟုတ်ဘူးလား ဟာလူမားစားတာနင်းကြော်ရင်ငါလူမားစားအကြောင်းမရှိဘူးအေးအခုငါလာပြောရလဲနေယောက်ကြညောင်းထဲမှာစောက်ထိုးကြပြီတွေ့နေမှာဆိုလာပြောတာမတော်ဘူး ဟုတ်ကိုဟုတ်အော်နင်းကမူးလာတယ်ပေါ့လေတွေ့ကြ မိမဆုမြကိုမူလာကိုဆုမြချရာဆိုရကိုရက်တော်ရယ်ရောကုန်ချောင်းလာခဲ့ပါရှင်စောင့်နေပါတယ် လာခဲ့ပါရှင် sorry ပါရဆုမြကိုလေးဝိုင်းတော့ပြောဝိုင်းအိုးလိုက်ချစ်တယ်မင်းဘာလို့မူလဲတော့ငါတော့ပေါ့ဝိုင်းငါ့ကိုငါမိမငါ့ကိုခေါ်ရလာခဲ့ပါရှင် sorry ဆုမြCould love you, miss you. I love you. Could love you, miss you. I love you. Could love you, miss you.
ကိုလာမင်းမရှိကိုမူလာမ ကျမကလည်းစောင့်နေတာ ဖြစ်တာလေ 你把那个专门让家那个我们当年了随便了。 ကောင်းလေးရိုက်ပဲမင်းရတော့မင်းမအချစ်တယ်ဘာလို့ကိုရတော့ရောအေးပြလာကောင်းဆိုင်တော့ကွာကွဲလို့လေဒီမှာ 哎呀，我这边的养了养了呀，ကြောက်ဘူးရအောင် 哎呀，现在吃点了没有不住啊，不要嘞。 ပြောပါတော့မင်းရတော့ရောမင်းမကြားရောက်ကြပါလို့အရင်ကြောင့်တင်ပြီးကအချက်ကောက်ပြီးမင်းမရှိကပြန်လာတာဟောဝိုင်းလိုက်တာပါ 哦，你嘞瓜，人家吃的嘛好的。 ပြောနေတာ 哎，没有表演表演了，俺到这里人家这个木变进来。呀， ပါလေ 这个如果吃个盲鸡， ဘုံကြည့်ရရှိတယ်လား 哦， ဟောဘာလို့ပဲရောညာရောရိုက်တာလားလို့ 哎，后面的小人还没完没完。 မောင်ကြီးချက်ပုံမှာရော 哦，没嘞，搬嘛嘞，俺也如果吃个好的嘛就。盲鸡瓜， ဘာလဲမောင်ကြီးကွာ 啊，没了，俺不老到你的，俺一天嘛别的盲鸡啊，所以你有这种包嘛到来，看那姑爷家里来地路，没那木林哎呀，他那这古龙蓝山米了个，这没事，呀，你记得了不要？然后等你这种包嘛到的呢，姑爷其实你来了，他我让吃你嘛咯。呀，打听没了，怎么打听？盲鸡啊，谁到年么？梦嘛出来的了呀？好的呀，到我这里来，到那么没有钱来那对呀的。梦ကြတော့ဟောဒီလို အော်ဘာလို့လဲကွာ အော်ရက်တာကွာ ဟောရိုက်နေဆိုကြရက်တယ်လို့ပြောပါလားလူကိုလာပြောခွေးကြတာလာလို့ မင်းရလေပေါ့ပေါ့တင်းမြင်လာလို့ပြောပြရက်တာအေးအဲ့ဒီတော့မောင်ကြီးရဲ့အမခန့်အစွမ်းဆိုလို့ရှိရင်ကွာဒီမောင်ကြီးစေးကိုတစ်နေ့တစ်လုံးပုံမှန်တာတော့ရက်ဒီလဒီကြာလာတာနဲ့အမြမိမပူချစ်လေပဲ ဟောဒါမခိုင်နဲ့ကွာမင်းလေ အော်မင်းအနမ်းရှိတာဟုတ်ပါမင်းလေဒီစေးကိုတောက်လိုက်တာနဲ့မောင်ကြီးရဲ့အမခန့်အစွမ်းဆိုတာပြပြီမျိုး ဟုတ်လားအစိုးရမောင်ကြီးဆိုလဲမောင်ကြီးပြောပါလားလို့ငါမြန်တော့မင်းရက်နေပဲတောက်တာမြင်တော့ပြေးတယ်မင်းမောင်ကြီးအော်မောင်ကြီးဒီနေ့တလုံးမမတောက်ပြီလေ အရက်လား ဟောမောင်ကြီးကိုပြောနေတာအော်မောင်ကြီးတောက်ဖို့မင်းနဲ့